သူသာလေးညင်လေးဆိုဘောဟာလေးညင်တေတွေကိုခံစားခွင့်ရှိတယ်ပန်းကလေးဖြစ်ချင်ခဲ့ရှုံးပါလို့လည်းမပြောချင်မြင်စေချင်တဲ့ကိုချစ်တွေရင်တဲ့ပြေပေါ်ဟေလိုချင်တာတွေရမယ်ဆိုဒါတော့ဆုံးချစ်ခုနဲ့ဒီဘဝခေတ်စားနေဦးရဲ့မဝင်လာဖြစ်နေတဲ့အချက်တော့ရှိတယ်ချောင်းစတဲ့စိတ်ထားလို့မလေးနိုင်တဲ့ဒါမင်းတို့တည်တံပဲသူသာနေမင်းကြီးဆိုကိုဟာနေမဲအလင်းကိုခံယူပေးထိုးလိုက်တယ်လာမလေးဖြစ်ချင်ခဲ့တရားဆိုတဲ့အချစ်တွေပိုင်ဆိုင်ကရရှိခဲ့နေချင်နာမှုတချို့လောက်နေဖြေတာနိုင်မဲ့ခုချိန်ဒါတော့ဆုံးချစ်ခုနဲ့ဒီဘဝခေတ်စားနေဦးရဲ့မဝင်လာဖြစ်နေတဲ့အချက်တော့ရှိတယ်ချောင်းစတဲ့စိတ်ထားလို့မလေးနိုင်တဲ့ဒါမင်းတို့တည်တံပဲချစ်ခုနဲ့ဒီဘဝခေတ်စားနေ